ကောလောတဲဩဝါဒဆံကจิตတိပြန်တခင်ဤအလိုတော်အားဖြင့်ယေရှုခရစ်တမန်ဖြစ်သောငါပေါလုနှင့်ငါငယ်တုခေတိမောသေသည်ကောလောတဲမြို့၌နေသောတရှိသူတည်းဟုသောခရစ်တော်ကိုယုံကြည်သောညီအကိုတို့ကိုကြားလိုက်ပါ၏ခေယေရှုခရစ်နှင့်ငါတို့အဘတည်းဟုသောဘုရားသခင်အထံတော်ကကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည်တည်တို့၌ရှိပါစေသောသင်တို့သည်ယေရှုခရစ်ကိုယုံကြည်၍တရှိသူအပေါင်းတို့ကိုချစ်ကြသည်ဟုငါတို့သည်ကြားသဖြင့်၎င်းတမန်တရားတည်းဟုသောဧဝံဂေလိတရားကိုသင်တို့သည်အထက်ကကြားသည့်အတိုင်းသင်တို့အဖို့ကောင်းကင်ဘုံ၌တူထားသောမျှော်လင့်ရာကိုထောက်သည်ဖြစ်၎င်းသင်တို့အဖို့အစဉ်မပြတ်ဆုတောင်း၍ငါတို့သခင်ယေရှုခရစ်၏ခမည်းတော်တည်းဟုသောဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းကြ၏ထိုတရားသည်လောကီနိုင်ငံတစ်လျှောက်လုံးကိုနှံ့ပြသည်နှင့်အညီသင်တို့ရှိရာသို့ရောက်ခဲ့ပြီးသင်တို့နှင့်အတီးတီးခြင်းတိုးပွားခြင်းကိုပြုသည်နည်းတူအရရ၌ပင်ပြုတတ်၏သင်တို့အမှုကိုစောင့်၍ခရစ်တော်ထံ၌သစ္စာရှိသောဆရာကြီးဟုသောငါတို့ချစ်သောဂျိုအင်ဖရသည်သင်တို့ကိုတွန်သေးသည့်အတိုင်းသင်တို့သည်ကြား၍ဘုရားသခင်၏ကျေးဇူးတော်ကိုမှန်ကန်စွာဝန်ခံသောနေ့မှစ၍ထိုသို့သောအကျိုးရှိ၏သင်တို့၌ရှိသောဝိညာဉ်ပဂတိမြစ်တံကိုဧဖရသည်ငါတို့အားပြခဲ့ပြီးထို့ကြောင့်ငါတို့သည်ကြားရသည့်နေ့မှစ၍သင်တို့အဖို့အလို့ငါအစဉ်မပြတ်ဆုတောင်းပတနာပြုလျက်နေကြ၏ဆုတောင်းသောအချက်ဟုမူကားသင်တို့သည်ကောင်းသောအကျင့်အမျိုးမျိုးတည်းဟုသောအတိကိုတည်ခြင်းဘုရားသခင်ကိုတည်သောညာထိုးတိုးပွားခြင်းရှိသဖြင့်၎င်းဝမ်းမြောက်သောစိတ်နှင့်အယရာ၌တည်ခံခြင်းစိတ်ရှိခြင်းအလို့ငါဘုံကြီးသောတကူတော်အတိုင်းကိုအားနှင့်ပြည့်စုံသဖြင့်၎င်းခမည်းတော်ဖျား၏ကျေးဇူးတော်ကိုချီးမွမ်းလျက်သခင်ဘုရားနှင့်ထိုင်လျောက်စွာကျင့်၍အယရာ၌နှစ်သက်စေတော်မူခြင်းကပညာအမျိုးမျိုးဓမ္မဉာဏ်အမျိုးမျိုးအားဖြင့်အလိုတော်ကိုအကုန်အစင်နားလည်ပါမည်အကြောင်းဆုတောင်းပတနာပြု၏အလင်း၌နေသောတရှင်းသူတို့အမွေကိုငါတို့သည်ဆက်ဆံဝင်စားထိုက်မည်အကြောင်းကျေးဇူးပြုတော်မူ၏မောင်မိုက်တကူမှလည်းငါတို့ကိုနှုတ်၍ချစ်တော်မူသောသားတော်၏နိုင်ငံထဲသို့သွေးတော်မူ၏ထိုသားတော်၏အသွေးအားဖြင့်အပြစ်လွတ်တော်မူခြင်းတည်းဟုသောရွေးနှုတ်တော်မူခြင်းကျေးဇူးကိုငါတို့သည်ခံရကြ၏ထိုသားတော်သည်မျက်မြင်မရသောဘုရားသခင်၏ပုံသဏ္ဍာန်တော်ဖြစ်၏ဝေနေယတ္တဝအပေါင်းတို့တွင်လည်းသားဦးဖြစ်တော်မူ၏အကြောင်းမူကားထိုသားတော်သည်ကောင်းကင်ပေါ်မြေကြီးပေါ်မှရှိသမျှသောယူပအရာအယူပအရာရာဇပလေဖြစ်စေအစိုးရခြင်းတကူဖြစ်စေအထွတ်အမြတ်ဖြစ်စေအနာဆက်ဖြစ်စေခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ထိုသခင်အားဖြင့်၎င်းထိုသခင်အဖို့လို့ငါ၎င်းခတ်သိမ်းသောအရာတို့သည်ဖန်ဆင်းလျက်ဖြစ်ကြ၏သားတော်သည်လည်းခတ်သိမ်းသောအရာမဖြစ်မီဖြစ်တော်မူ၍ခတ်သိမ်းသောအရာတို့သည်တကူတော်အဖြစ်တာတည်ကြ၏အသင်းတော်တည်းဟုသောကိုဤဥကားဖြစ်တော်မူ၏အရာရာ၌ထုမြတ်ခြင်းငါမူလအရင်ဖြစ်၍တေနောသူတို့တွေတာဦးဖြစ်တော်မူ၏အကြောင်းမူကားခတ်သိမ်းသောပြစ်ဆိုခြင်းကိုသားတော်၌ကျိတ်ဝတ်စေခြင်းက၎င်းလဝါကားရိုင်မှသွန်းသောအသွေးတော်အဖြစ်ရာကိုငြိမ်းစေ၍ကောင်းကင်အရာဖြစ်စေမြေကြီးအရာဖြစ်စေခတ်သိမ်းသောအရာတို့ကိုသားတော်အဖြစ်ဘုရားသခင်နှင့်မိတ္ထာယဖွဲ့စေခြင်းက၎င်းအလိုရှိတော်မူ၏အထံကဘုရားသခင်နှင့်ကွန်ရှေ၍ဆွညစ်သောအကျင့်ကိုจิตသူဖြစ်စိတ်နှလုံး၌ရန်သူဖြစ်သောသင်တို့ကိုကိုခန္ဓာတော်၌အသင်္ကာတော်မူသောအဖြစ်ယခုမိတ္ထာယဖွဲ့စေတော်မူ၏အကြောင်းမူကားကောင်းကင်အောက်၌ရှိသမျှသောဝိနည်းတတ္တဝါတို့အားဟောပြောသည်ဖြစ်သင်တို့သည်ကိုယ်ရကြားရပြီးသောဧဝံဂေလိတရား၏မျှော်လင့်ခြင်းမှမရွေ့လျော်ပဲတိုင်းမြင့်ကြခြင်းတည်ကြည်ခြင်းနှင့်တကွအမြဲမြံစွာယုံကြည်ကြလျင်တတ်ရှင်းစင်ကြယ်လျက်အပြစ်တင်ခွင့်နှင့်ကဲလွတ်လျက်ရှိသောသင်တို့ကိုရှေ့တော်၌ဆက်သမည်အကြောင်းတင်ငါပေါလုသည်ထိုတရားကိုဟောပြောသောဆရာဖြစ်သည်နှင့်သင်တို့အဖို့အလို့ငါဆင်းရဲခံခြင်း၌ယခုဝမ်းမြောက်၍ခရစ်တော်၏ဆင်းရဲဒုက္ခအကျွေးအကြံကိုအသင်းတော်တည်းဟုသောကိုယ်တော်အဖို့အလို့ငါကိုယ်ခန္ဓာ၌ပြည့်စုံစေ၏ရှေးကာလပတ်လုံးဝတ်ထားလျက်ရှိတော်လဲယခုတွင်တတ်ရှင်းသူတို့အားဖော်ပြသောနည်းနည်းရာတည်းဟုသောဘုရားသခင်၏နှုတ်ကပတ်တရားတော်ကိုကုန်အစဉ်ဟောပြောစေခြင်းငါသင်တို့အကျိုးကိုထောက်၍
ငါအားအပ်ပေးတော်မူသောဘုရားသခင်၏သာသနာတော်နှင့်အညီငါသည်အသင်းတော်နှင့်ဓမ္မဆရာ၏အဖြစ်သို့ရောက်ရပြီးဓမ္မအမျိုးသားတို့တွင်နည်းနည်းသောအရာနှင့်ဆိုင်သောမဟာစည်းစိမ်ကအဘယ်များလောက်ကြီးသည်ကိုတန်ရှိသူတို့သည်သိစေခြင်းငါဘုရားသခင်အလိုတော်ရှိတော်မူ၏ထိုစည်းစိမ်ကဘုအတရင်ကိုမျှော်လင့်ခြင်းအကြောင်းတည်းဟူသောသင်တို့အထက်၌တည်တော်မူသောခရစ်တော်ပေသည်ခရစ်တော်အားဖြင့်လူတိုင်းစုံလင်ခြင်းသို့ရောက်၍လူခတ်သိန်းတို့ကိုဆက်တတ်အပ်သောငါလူခတ်သိန်းတို့ကိုတတိပေး၍ပညာအမျိုးမျိုးနှင့်ဆုံးမတော်သေးလျက်ခရစ်တော်၏တရားကိုဟောပြောကြ၏ထိုသောအလို့ငါသည်အမှုဆောင်ရွက်၍ငါ၌တကိုးတော်ပြုပြင်အားထုတ်တော်မူသည့်အတိုင်းကြိုးစားအားထုတ်လေရှိ၏